မင်္ဂလာပါရှင်။ကျမ channel နောက်ဆက်ရတဲ့နေ့ကိုတင်ဆက်ပေးမှာပဲ။ငဖဲမြို့နယ်မှာဇန်နဝါရီလကနေဧပြီလအတွင်းတိုက်ပွဲ23ကြိမ်ဖြစ်ပွားပြီးဗိုလ်မှူးတရားအပါအဝင်စစ်သား63ဦးသေဆုံးကဗိုလ်ကြီးအောင်ငိမ့်ချမ်းဗိုလ်ကြီးတင်ကိုတက်ပါဝင်စစ်တုံးမှ18ဦးရှင်ပြီ။မကွေးတိုင်းငဖဲမြို့နယ်မှာဇန်နဝါရီလကနေဧပြီလအတွင်းတိုက်ပွဲ23ကြိမ်ဖြစ်ပွားပြီးဗိုလ်မှူးတရားအပါအဝင်စစ်သား63ဦးသေဆုံးကဗိုလ်ကြီးအောင်ငိမ့်ချမ်းဗိုလ်ကြီးတင်ကိုတက်ပါဝင်စစ်တုံးမှ18ဦးရှင်ပန်းစီရမိခဲ့ကြောင်းလူထုတော်လှန်ရေးမမအင်အားစုတာဝန်ရှိသူကပြောပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့မနက်7:10မိနစ်ကမှငဖဲမြို့နယ်နယ်ကန်နေရှိစင်ကိုနာချန်ကိုကင်းမဝရလာတဲ့အင်အား20ခန့်ပါဂျပန်စစ်ကောင်စီတပ်သားတွေကိုလူထုတော်လှန်ရေးမဟာမိတ်အင်အားစုမှတော်လှန်ရေးဘော်တွေကဂျုံကိုတိုက်ခိုက်ခဲ့အောင်စစ်ကောင်စီတပ်သား၄ဦးထိခိုက်ဒဏ်ရာရှိကစုခွာထွက်ပြေးသွားကြောင်းသိရပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့မနက်9:20မိနစ်ကမှငဖဲမြို့နယ်နယ်ရေကန်ပြွာကုန်းကနေဆင်းလာတဲ့အဂျပန်စစ်ကောင်စီတပ်သားအင်အား60ခန့်ပါစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကပြတ်တောက်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတွင်ဂျပန်စစ်ကောင်စီတပ်သားကြောက်သေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။မတ်လ30ရက်နေ့မနက်9:30မိနစ်မှာလူထုတော်လှန်ရေးမဟာမိတ်အင်အားစုနဲ့မင်းဘူးခရိုင်မန်နေတိုင်းမှာတော်လှန်ရေးဘော်တွေပူးပေါင်းပြီးပသိမ်မွေလမ်းပိုက်ရှိဗဒန်းမြို့ဝင်ကိတ်ကုန်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းတိုက်ခိုက်မှုတွင်ဂျပန်စစ်ကောင်စီတပ်သားကြောက်သေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းဗဒန်းမြို့ဝင်ကိတ်ကဂျပန်စစ်တပ်ရဲနယ်စားဖာတို့ပူးပေါင်းထားခြင်းဖြစ်ပြီးအင်အား20ကျော်နဲ့အထိုင်ကျတာကရဲသားပြည်သူနဲ့စေအောင်စေးဝယ်သူတွေကိုအတင်းအဓမ္မငွေကြေးတောင်းရခြင်းဖိနှိပ်ရန်ကားခြင်းနဲ့ပြုလုပ်လေးရှိကိတ်ဖြစ်ကြောင်းသိရပါတယ်။လူထုတော်လှန်ရေးမဟာမိတ်အင်အားစုကဇန်နဝါရီလကနေဧပြီလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း23ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီးလက်နက်ကဲများစွာကိုလည်းတင်စီရမိခဲ့ကြောင်း၎င်းတိုက်ပွဲများတွင်ဂျပန်စစ်တပ်ဘက်ကဗိုလ်မှူးတရားအပါအဝင်စုစုပေါင်း63ဦးသေဆုံးကဗိုလ်ကြီးအောင်ငိမ့်ချမ်းဗိုလ်ကြီးတင်ကိုတက်တို့အပါအဝင်စုစုပေါင်း18ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းလူထုတော်လှန်ရေးမဟာမိတ်အင်အားစုကမဟာမိတ်တော်လှန်ရေးဖွဲ့စည်းနေပူးပေါင်းကအမ်ပဒန်စစ်စင်မှာပါဝင်ဆောင်နေပြီးစစ်နယ်ဝင်ချက်တွေလှုပ်ရှားနိုင်လဲတပြိုင်နက်အကောင့်တွေပေါ်ဆောင်နေကြောင်းသိရပါတယ်။ဒီထုတ်ပြန်ချက်ကတော့ငလင်ကြောင့်ထိခိုက်တချို့လှုပ်ရှားမှုတွေကမ်ပိန်းတွေရပ်တန့်ထားတဲ့အချိန်နဲ့အခုချိန်ရောက်မှပြန်ပြီးထုတ်ပြန်တဲ့အချိန်တွေပါကျွန်တော်ရှေ့ဆက်ပြီးတော့ဆီယနာရှင်ကြဆောင်ရေးအတွက်ကိုဆက်ပြီးတော့ချီတက်နေရလို့ပြောချင်တယ်လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတာဝန်ရှိသူကပြောဆိုထားပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။